ကဲခင်ဗျားတို့ကဲကြောင်းတော်ရပြကဲမေးပြီးရှင်လောင်းလှဲ့တယ်ရှင်လောင်းလှဲ့တော့ကဲခင်ဗျားတို့မလှဲ့ခင်ကိုဘာပြရတယ်တော့ကဲဘာကြောင့်ပြကဲပြီးရောနတ်ဘာကြောင့်ပြတာလဲလူမှလူကဒါလေးပြောတာမှန်လားဟေ့တခါကြီးအဲ့ဒီနတ်ကိုပြရတဲ့အကြောင်းရင်းကဘယ်သူကပြခိုင်းလို့ပြတာလဲအကျိုးအဲ့ဒါမသိတဲ့ပုဂ္ဂိုလ်ကဟိုဘာလို့လဲနတ်စင်ရောက်ပြီဆိုရင်မောင်ရှင်လောင်းနေထိုင်ပြီးဥချခိုင်းတာရှိသေးတယ်မလုံလေနဲ့တဲ့မှန်လားဟေ့မလွဲစေနဲ့နတ်ပြတဲ့အကြောင်းရင်းကဟဲ့သာသနာပေါင်းတက်မယ်ဝါရီသင်္ကန်းဆင်မြတ်ပြီးတော့ရှင်ယဟဝမယ်မြင့်မြတ်တဲ့သားအာဇာနီလေးမို့လို့ဒီနတ်တွေကိုစောင့်ရှောက်ခိုင်းဖို့နတ်ကိုပြသည်မှန်ပါဗျာကျောင်းတော်ရဲ့မှတ်ဟေ့ဒီနတ်ကိုပြရတဲ့အကြောင်းရင်းကဘာကြောင့်လဲဒီမောင်ရင်လောင်းလေးကိုတဲ့ပိုင်ဟိမ့်တန့်လေးကိုဘာမှမဖြစ်အောင်လို့မို့လို့အန္တရာယ်တွေမကြက်ရောက်အောင်လို့မို့လို့ဒီနတ်လေးနတ်တွေကဘာလို့လဲဝိုင်းပြီးတော့ဘာလို့လဲစောင့်ရှောက်ကြပါဆိုပြီးတော့ဘာပြရတာနတ်ပြရတာတဲ့မှန်လားဟေးနတ်လေလားအဲ့ဒါကိုခင်ဗျားတို့ကဘာလို့လဲနတ်စင်ရောက်ရင်တချို့နတ်ကတော်လေးနဲ့တွေ့ဘာလို့ခိုင်းနေတော့အညွန့်ကျိုးပြီလေတခါကြီးဦးနေဝင်ရဘာညွန့်ကျိုးတာတရဏဂုံအညွန့်နေကျိုးပြီးတော့အဲ့ဒီကလေးရဲ့ဘုံနေကန်နေနေဖြစ်တော့မှာပေါ့ဗျာမှန်လားဟေးသဘောပါရလားကဲရှင်လောင်းလှဲ့ပြီးနတ်ပြပြီးတော့ရှင်လောင်းဘာကြောင့်လှဲ့ရကဲကျောင်းတော်ရည်ပြီးရောအလူတကူလူတာအဲ့ဒါပဲတခါကြီးတို့သဘောပါရလားဟေးကဲရှင်လောင်းလှဲ့ဘာကြောင့်လှဲ့ရလဲမေးပြီကဲပြီးကြရောကိုသားချိုကြီးဒါသိဖို့လိုတယ်နော်ကိုထွန်းလင်းကြီးဘယ်ရောက်သွားတာဒါမသိဘူးကြုတ်တာပဲလားအဲ့လူဘာမှမသိဘူးရဲ့ကျောင်းတော်ရည်သဘောပါရလားအဲ့ဒီအလူဘာကြောင့်လဲရလဲမြင့်မြတ်တဲ့အာဇာနီသာသနာပေါင်းတက်လန်းပဲဘာလို့လဲမင်းကြီးမင်းသားဝတ်စာတွေတန်းစာဆင်းပြီးတော့ဘာလို့လဲလို့မေးလို့ချင်းဆင်းဘောတော်၎င်းမြင်းဘောတော်၎င်းသင်ပြီးတော့တချို့ကဘာလို့လဲလူ၄ယောက်ထမ်းပြီးဟောရင်တွေပေါ်သင်ပြီးတော့ဖူးကြဟေးပူဇော်ကြဟေးဆိုပြီးတော့ဗာလဲတာရှလောင်းလဲတာမှန်လားဟေးမြင့်မြတ်တဲ့တာကီဝန်မင်းမျိုးမင်းတွေဖြစ်တော့မယ်မြင့်မြတ်တဲ့ထက်သန်းကြတဲ့သာသနာအာဇာနည်ရှင်ကောင်းရှင်မြတ်ဖြစ်တော့မှာမို့ဘာလို့လဲရွာတွေရက်တွေကဒကာဒကမတွေကဘာလို့လဲအဲ့ဒါကိုဥကြိုက်ခိုင်းတာပူဇော်ခိုင်းတာတဲ့ဟေးဒါကိုဘာလဲရရှင်လောင်းနဲ့နားလည်ပြီလားကျောင်းတော်ရဲ့မင်းတို့ဒါသိဖို့ကောင်းတယ်တော့နတ်ဘာကြောင့်ပြတာလဲသိသွားပြီလားရှင်လောင်းကိုဘာကြောင့်လဲတာလဲသိသွားပြီလားအပူဇော်ခံထွက်တာဟေးမှန်လားဟေးအဲ့ဒီပူဇော်ခံထွက်တဲ့နေရာမှာလဲဒီနတ်တွေကစောင့်ရှောက်ပေးအောင်လို့မို့လို့ပြတာ